အရင်ဆုံးတီကြိုက်ဟင်းလေးတွေကိုတန်းစင်အောင်ဆေးကြောပါမယ်ပြီးရင်မြင်ငပိကြက်သွန်ဖြူငရုတ်ကောင်းစီလေးကိုလှော်ထားပါမယ်ပြီးရင်ငရုတ်သီး6ထောင်းထားတဲ့အထက်မှာတခါတည်းရောထည့်ထောင်းပါမယ်ပဇွန်6လေးပါထည့်ထောင်းထားပါတယ်စားလေးနည်းနည်းပါထည့်ထောင်းပါမယ်ရေဆေးထားတဲ့ဟင်းရက်တွေကိုရေနည်းအိုးစူစူတဲ့ကိုထည့်ပါမယ်အချက်လေးတွေနူးပြီဆိုတာနဲ့ခုနကြိုက်ထားတဲ့ငရုတ်သီးထောင်းလေးရဲ့ကျမပဇွန်လှော်လေးပါထည့်ပြီးတော့နယ်ပါမယ်ပြီးလို့ရှိရင်တန်ဖျာသီးလေးအနံ့လေးမှုတ်အောင်တန်ဖျာအရည်လေးညှိထည့်ပါမယ်အပေါ့ငံလေးမြည်ကြည့်ပြီးတော့စားနည်းနည်းလို့ကျမစားနည်းနည်းထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့ကြက်သွန်လေးကိုပပလှီးပြီးတော့ထည့်နယ်လိုက်ပါတယ်အခုဆိုရင်တော့ကျန်းမာရေးနဲ့ညီညွတ်ပြီးစားလို့လည်းကောင်းဆေးဘက်လည်းဝင်တဲ့ဒီကြိုက်ဟင်းရခိုင်တုပ်သုံးဆောင်ဖို့အဆင်သင့်ဖြစ်ပါပြီရှင်သုံးဆောင်ကြပါအောင်ရှင်ကျမကဒီကြိုက်ဟင်းလေးကိုရှင်ဟင်းရည်လေးပါ煮ထားပါတယ်ရှင်ဟင်းရည်လေးလည်းတောက်လို့အရင်ကောင်းပါတယ်